လို Real Crime Story Channel လေးမှာပြန်လဲကြိုဆိုလိုက်ပါတယ် Social Media ပေါ်မှာလူတိုင်းကအယောင်မှအားကြရတဲ့မိသားစုလေးတစုရှိခဲ့ပါတယ်သူတို့မိသားစုလေးရဆိုလို့ရှိရင်ကလေးတွေအကြောင်းပိတ်ရက်မှာဆိုဒီကန်းမိသားစုလိုက်ပေါ့နော်ကန်းချီသွားတာတို့ပြီးလို့ရှိရင်ခရီးတွေထွက်ပြီးတော့မှအယောင်မှပျော်ရွှင်စရာကောင်းတဲ့အမှတ်တရတွေကိုဖန်တီးခဲ့ကြတယ်သူတို့ခရီးထွက်တဲ့အခါမှာဆိုလို့ရှိရင်တခါတလေဆိုလို့ရှိရင်သူတို့ရဲ့ခွေးလေးကိုလည်းတူတူခေါ်သွားတယ်ပေါ့နော်အဲ့လိုဆိုတော့သူတို့မိသားစုလေးကိုကြီးလိုက်တဲ့သူတိုင်းရဆိုလို့ရှိရင်အယောင်မှအားကြပြီးတော့မှတကယ်စံပြမိသားစုတစ်ခုပေါ့နော်အဲ့ဒီလိုနဲ့တနေ့မှာတော့အဖေဖြစ်တဲ့သူကရုတ်တရက်သေဆုံးသွားခဲ့ပါတယ်အဖေဖြစ်တဲ့သူသေဆုံးပြီးတဲ့နောက်ကလေးလေး3ယောက်ပေါ့နော်ဒီကြံခဲ့တဲ့သားလေး3ယောက်ရဲ့ဝမ်းနဲ့ပူဆွေးမှုတွေကိုဖြည့်သိပ်ဖို့အတွက်ဆိုပြီးတော့မှအမေလုပ်တဲ့သူကအာယူဝစ်မီဆိုတဲ့နာမည်နဲ့ကလေးပုံမြင်စာအုပ်တအုပ်ရေးသားခဲ့ပါတယ်အဲ့ဒီစာအုပ်ထဲမှာဆိုလို့ရှိရင်အဖေဖြစ်တဲ့သူကကွယ်လွန်သွားပြီဆိုပေမဲ့သူ့ရဲ့ဝိညာဉ်ကသူ့ရဲ့သားလေးတွေနားမှာအမြဲတမ်းရှိနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ရေးသားခဲ့တာဖြစ်ပါတယ်ပြီးတော့အဲ့ဒီစာအုပ်ရဲ့မျက်နှာဖုံးမှာဆိုလို့ရှိရင်လည်းသူတို့မိသားစု9ယောက်ရဲ့ဒီကာတွန်းပုံလေးကိုလည်းထည့်ရေးခဲ့ပါတယ်အဲ့ဒီရေးတယ်ပေါ့နော်ကလေးလေးရဲ့အမေဟာဆိုလို့ရှိရင်တကယ် TV အစီအစဉ်နာမည်ကြီး TV အစီအစဉ်တွေမှာလည်းသူကပါဝင်ပြီးတော့မှပေါ့နော်ဒီစာအုပ်ကိုဘလို့အကြောင်းအရာတွေအကြောင်းရေးခဲ့တယ်ဆိုတာမျိုးရဲ့အဲ့လိုမျိုးသူတို့ရဲ့အကြောင်းတွေကိုပေါ့နော်လုံးဝအောင်မှဝမ်းနဲ့ပူဆွေးပြီးတော့မှသူကပြောပြခဲ့တယ်အဲ့ဒီချိန်တုန်းကအဲ့ဒီ TV အစီအစဉ်ကိုကြည့်နေတဲ့သူတွေဟာဆိုလို့ရှိရင်လည်းအဲ့ဒီအမျိုးသမီးကိုအရန်အောင်မှတနာပြီးတော့မှဂယုဏတတ်ကြတာပေါ့နော်ဒါပေမဲ့အကုန်လုံးကိုတုံ့လှုပ်သွားစေတာကတော့အဲ့ဒီစာအုပ်ရဲ့နောက်ွယ်မှာအယောင်မှသွေးအေးနဲ့ကြိုတင်ကြံစီထားတဲ့ကြောက်စရာကောင်းတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေတယ်ဆိုတာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြောပြပေးမယ့်အမှုကတော့အမေရိကန်ပြည်ထောင်စုယူတာပြည်နယ် Salt Lake City မြို့အနီးကကာမတ်ဆိုတဲ့မြို့လေးမှာဖြစ်ပွားခဲ့တဲ့2022ခုနှစ်ကဖြစ်ပွားခဲ့တာပေါ့နော်အဲ့မှာဆိုရင်ဒီယောက်ျားဖြစ်တဲ့သူကိုမိန်းမဖြစ်တဲ့သူကိုယ်တိုင်ကအစိတ်ခတ်တက်ပြီးတဲ့အပြင်ကိုမှပထမပြောခဲ့တယ်လို့ပေါ့နော်ဝမ်းနေခြင်းအထိမ့်မှတ်နေနဲ့သူကဒီကလေးပုံမြင်စာအုပ်တအုပ်တောင်ထုတ်ခဲ့သေးတယ်အဲ့လိုမျိုးလုပ်ပြီးတော့မှသူကတကဘာလုံးကိုလိန်လေလှည့်ပြခဲ့တာဖြစ်ပါတယ်သူမရဲ့နာမည်ကတော့ Corey Richin ဖြစ်ပါတယ်အမှုအကြောင်းလေးကိုမပြောခင်မှာပထမဦးဆုံး Real Crime Story ကိုနားဆင်အားပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ကြောင်းပြောချင်ပါတယ်ရှင်။နားဆင်အားပေးသူလေးတွေရဲ့ like follow share လေးတွေကလည်းနောက်ထပ်ဗီဒီယိုလေးတွေကိုဖန်တီးဖို့အတွက်အများကြီးအားရှိစေတာမို့လို့ like follow share လေးတွေလုပ်ပေးဖို့အတွက်လည်းမေတ္တာရက်ခံပါတယ်ရှင်။အဲ့ဒါဆိုလို့ရှိရင်ဒီအမှုရဲ့နောက်ွယ်မှာဘယ်လိုမျိုးတွေရှိခဲ့တယ်ဆိုတာကိုအတူတူလေ့လာကြရအောင်နော်။ဒီဇက်လန်ရဲ့တားကောင်ဖြစ်ခဲ့ရတဲ့သူကတော့ Eric Richin ပဲဖြစ်ပါတယ်။ Eric ကဆိုလို့ရှိရင်သူကဒီစောက်လုပ်ရေးနဲ့ကြောက်စီလုပ်ငန်းတွေကိုလုပ်ကိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Eric ကအလုပ်လဲအရန်အောင်မှစူးစမ်းတဲ့သူတစ်ယောက်ပေါ့နော်။ပြီးတော့သူကသူ့ရဲ့ဒီလုပ်ဖို့ကိုင်ဘတ်နဲ့ CNE Stone Masonry ဆိုတဲ့ကုမ္ပဏီကိုလည်းတည်ထောင်ထားပြီးတော့မှအောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်ပါတယ်။အဲ့ဒီလိုပဲ Corey ကကြတော့အင်ချမ်းမြေအကျိုးဆောင်အလုပ်လုပ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Korea ဆိုလို့ရှိရင်လည်းသူကထက်မြက်ပြီးတော့မှဒီရီမန်းချက်ကြီးတဲ့ main ကလေးတစ်ယောက်လည်းဖြစ်ပါတယ်။အဲ့ဒီလိုနဲ့သူတို့နှစ်ယောက်ကတယောက်ကလည်းဆောက်လုပ်ရေးလုပ်တာတယောက်ကလည်းအင်ချမ်းမြေဆိုတော့သူတို့အလုပ်တွေကလည်းပြောမယ်ဆိုလို့ရှိရင် related ဖြစ်တယ်ချိတ်ဆက်မိတဲ့အခါကျတော့အဲ့လိုမျိုးနဲ့သူတို့တွေတွေ့သွားပြီးတော့မှချစ်သူတွေဖြစ်သွားကြတယ်ပေါ့နော်အဲ့လိုမျိုးနဲ့2013ခုနှစ်မှာတော့သူတို့နှစ်ယောက်ကခန်းခန်းနာနာမင်္ဂလာဆောင်ခဲ့ကြပါတယ်မင်္ဂလာဆောင်ပြီးတဲ့နောက်ယူတာပြည်နယ်ရဲ့တာယာလှတဲ့ပတ်ဝန်းကျင်မှာသူတို့ရဲ့ဘဝအသစ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့စတင်ခဲ့ကြတယ်။အဲ့လိုနဲ့လက်ထပ်ပြီးတဲ့နောက်သူတို့ကအရန်အောင်မှချစ်စရာကောင်းတဲ့သားလေး3ယောက်ကိုမွေးဖွားခဲ့ပါတယ်။သူတို့သားလေးတွေမွေးပြီးတဲ့နောက်မှာဆိုလို့ရှိရင်လည်းသူတို့ရဲ့စီးပွားရေးကတဟုန်တို့ပို့ပြီးတော့မှအောင်မြင်လာတယ်ပေါ့နော်အဲ့ဒါကြောင့်လဲသူတို့ကဒီခရီးတွေမိသားစုလိုက်ခရီးတွေထွက်တယ်အမှတ်တရတွေဖန်တီးတယ်အဲ့လိုဆိုတော့လူတိုင်းကကြီးလိုက်တဲ့သူတို့မိသားစုကိုကြီးလိုက်တဲ့သူတိုင်းကဆိုလဲအယောင်မှအားကြပြီးတော့မှတကယ်ကိုမှစံပြမိသားစုတစ်ခုပေါ့နော်ပတ်ဝန်းကျင်ကဆိုလို့ရှင်လဲEric ကိုဆိုရင်ဘယ်လိုသတ်မှတ်ထားလဲဆိုတော့ Eric ကအရန်အောင်မှလည်းအလုပ်ကြိုးစားတယ်ပြီးလို့ရှိရင်သူ့ရဲ့သားလေးတွေကိုလည်းသူကအရန်ချစ်တယ်မိသားစုချစ်တဲ့သူတစ်ယောက်ပြီးရင်မိသားစုအပေါ်မှာတစ္ဆာရှိတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်ပြီးရင် Eric ကသူ့ရဲ့သားလေး3ယောက်ကိုလည်းအရန်အချိန်ပေးတဲ့အဖေကောင်းတစ်ယောက်လည်းဖြစ်တယ်သူ့ရဲ့သားလေးတွေဘောလုံးအသင်းမှာဆိုလို့ရှင်လဲသူကနီးပြအဖြစ်နေတာမှသူကတာဝန်ယူပေးခဲ့သေးတယ်အဲ့ဒါအပြင်သူ့သားလေးတွေနဲ့ပေါ့နော်ပိတ်ရက်တွေဆိုရင်တောလိုက်တာငါးဖမ်းတာပြီးရင်နှင်းလျှောစီးတာအဲ့လိုမျိုးတွေလည်းလုပ်ပေးတယ်ပြီးရင်သူ့ရဲ့သားလေးတွေရာဆိုလို့ရှင်လဲသူတို့ရဲ့အဖေကိုဒီလိုမျိုးပေါ့နော်
အများကြီးဂယုစိုက်ပြီးတော့မှချစ်ပြီးတော့သားလေးတွေကလည်းသူတို့အဖေကိုဆိုတအားကိုမှချစ်တာပေါ့နော်ပြီးရင်ပတ်ဝန်းကျင်အားဆိုလို့ရှင်လဲ Aries ကိုဟိုဒီရန်ကိုလူရိုးလူဖြောင်ပေါ့နော်ပြောမယ်ဆို Aries ကအရန်မှရိုးသားတယ်လူရိုးလူဖြောင်ကြီးလည်းဖြစ်တယ်ပြီးလို့ရှင်စကားပြောရင်ပြောတဲ့စကားအတိုင်းလည်းတည်တယ်မိသားစုကိုလည်းသစ္စာရှိတဲ့သူဆိုပြီးတော့မှလည်းပတ်ဝန်းကျင်ကနေ Aries ကိုသတ်မှတ်ထားပါတယ်ဇနီးဖြစ်တဲ့ Cory ကလည်း K-Richin Realty ဆိုတဲ့နာမည်နဲ့အိမ်ချမ်းမြေအကျိုးဆောင်ကုမ္ပဏီတစ်ခုကိုတည်ထောင်ပြီးတော့မှလုပ်ကိုင်ခဲ့တယ်။ Cory ဆိုလို့ရှိရင်သူကအိမ်ချမ်းမြေအကျိုးဆောင်အလုပ်ကိုလုပ်တဲ့အခါမှာသူတက်နိုင်တဲ့ပမာဏထက်အများကြီးကျော်လွန်ပြီးတော့မှသူကအိမ်ချမ်းမြေတွေကိုလောဘတကြီးနဲ့လိုက်ဝယ်ခဲ့တယ်။အဲ့လိုမျိုးဝယ်ရင်းနဲ့သူကတဖြည်းဖြည်းနဲ့အကျွေးတွေအများကြီးတင်လာတယ်။အဓိက Cory အကျွေးဒီတင်ခဲ့ရတယ်ပေါ့နော်။ငွေရေးကြေးအကျက်တဲဖြစ်ခဲ့ရတဲ့အဓိကအကြောင်းရင်းကဒီယူတာပြည်နယ် Hiva Valley မှာရှိတဲ့စောက်လက်ဆစွတုရန်ပေ2000ကျော်ကျယ်ဝင်ပြီးတော့မှဒီဒေါ်လာအနေနဲ့ဆိုလို့ရှိရင်2သန်းနီးပါးရှိတဲ့တန်ကြီး2သန်းနီးပါးတန်ကြီးရှိတဲ့အိမ်ကြီးကိုသူကဝယ်ပြီးတော့မှပြန်ရောင်းဖို့လုပ်ခဲ့တာကနေပြီးတော့မှစတာပေါ့နော်အဲ့ဒီအိမ်ကိုဝယ်မယ်လို့တော့ဆိုလို့ရှိရင်ယောက်ျားဖြစ်တဲ့ Aries ကလုံးဝသဘောမတူဘူးဘာဖြစ်လို့လဲဆိုတော့ဒီဟာကရှုံးနိုင်ခြေလည်းရှိတယ်ပြီးအခုလိုမျိုးဝယ်လိုက်တာအရင်ကမှအန်ဒီရများတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ Aries ကလုံးဝသဘောမတူတဲ့အတွက် तू ကဒီအိမ်ဝယ်ဖို့အတွက်လည်းငွေရေးကြေးထုတ်ပေးခဲ့တာလုံးဝမရှိဘူးပေါ့နော်အဲ့ဒီအချိန်မှာဆိုလို့ရှိရင် Cory ကအဲ့နေရာမှာပဲမရက်သွားဘူး तू ကလုံးဝအစွတ်အတင်းပေါ့နော်ဝယ်မယ်ဆိုပြီးတော့မှ तू ကအတိုးအရင်ကမှများတဲ့အတိုးနှုံးနေပေါ့နော် तू ကချီးပြီးတော့မှအဲ့ဒီအိမ်ကိုဝယ်ခဲ့တယ်အဲ့ဒီလိုမျိုးဇွတ်ဝယ်လိုက်ခြင်းရဲ့ရလဒ်ကတော့ Cory ကသူအိမ်ချမ်းမြေလုပ်ငန်းတွေမှာဆိုလို့ရှိရင်ရှုံးပြီးတော့ပေါ့နော်ဒီသူ့မှာဆိုလို့ရှိရင်အကျွေးကဒေါ်လာ4သန်းနီးပါးရှိခဲ့တယ်ပြီးလို့ရှိရင်သူကအစိုးရကိုပေးဆောင်ရမယ်အခွန်ကြွေးတင်ဒေါ်လာသိန်းချီရှိရပေါ့နော်အဲ့လိုမျိုးနဲ့ Cory ကလုံးဝမှငွေရေးကြေးအခက်အကျက်တေးဖြစ်နေတယ်ဒါပေမဲ့သူ့ယောက်ျားကိုလည်းသူအဲ့ချိန်မှာကိုကြီးမတောင်းရဲဘာဖြစ်လို့လဲဆိုတော့ Aries ကလည်းအဲ့ဒါကိုမဝယ်ဖို့အတွက်ဝယ်ဖို့သဘောတူထားတာမဟုတ်ဘူးအဲ့ဒီတော့ Cory ကဘလို့တွေလုပ်လဲဆိုတော့ तू က Aries ရေကနေပြီးတော့ပေါ့နော်ငွေရေး Aries မသိအောင်လို့ဆိုပြီးတော့မှ तू ကငွေရေးကြေးရေးလိမ်လည်မှုတွေကိုစပြီးတော့မှလုပ်လာတယ်ဘလို့လုပ်လဲဆိုတော့ Aries အကောင့်ထဲကနေပြီးတော့ Aries ရဲ့ဘဏ်အကောင့်ထဲကနေပြီးတော့ तू ကဒေါ်လာသိန်းချီခိုးထုတ်ခဲ့တယ်ပြီးတော့ Aries ရဲ့လက်မှတ်အတုကိုလုပ်ပြီးတော့မှ Aries ပိုင်ဆိုင်ထားတဲ့ဟာတွေကိုဒီပေါင်နှံပြီးတော့ပေါ့နော်ဒီချေးငွေဒေါ်လာ2သိန်းခွဲကျော်ကိုလည်းထုတ်ယူခဲ့တယ်အဲ့လိုမျိုးတွေလုပ်တဲ့အခါကို2020ခုနှစ်ဝန်းကျင်မှာတော့ Aries ကသူကနည်းနည်းတန်တရားရှိပြီးတော့မှတတိထားမိလာတယ်ပေါ့နော်တတိထားမိတဲ့အခါမှာဆိုလို့ရှိရင် Aries ကသူကဟိုလိုမျိုးဒေါသတွေတကြီးနဲ့ပောက်ကွဲပြီးတော့မှရန်ဖြစ်တာမျိုးသူကအဲ့လိုမျိုးမလုပ်ဘဲနဲ့ဘယ်လိုလုပ်လဲဆိုတော့သူ့ရဲ့သားသမီးတွေရဲ့ပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့အတွက်ဆိုပြီးတော့မှသူကလျှို့ဝှက်ပြီးတော့မှဒီတေတန်းစာပြင်ဆင်ခဲ့တယ်အဲ့ဒီတေတန်းစာမှာဆိုလို့ရှိရင်သူ့ညီမဖြစ်တဲ့သူကိုအမွေထိန်းသူအဖြစ်နဲ့သူကလွှဲပြောင်းပေးခဲ့တယ်ဒါက Aries ကနေပြီးတော့မှသူ့ရဲ့သားတွေရဲ့အနာဂတ်အတွက်ပေါ့နော်ကြိုတင်ပြီးတော့မှအကွက်ချကာကွယ်ပေးခဲ့တာလည်းဖြစ်ပါတယ်အဲ့လိုနဲ့သူတို့ရဲ့အိမ်တော်ရေးရာဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ပြက်စီးလာပြီးတော့မှအိမ်တွင်းမှာဆိုလို့ရှိရင်လည်းအရောက်မှအဆင်မပြေတော့ဘူးပေါ့နော် Aries ကဆိုလို့ရှိရင်လည်းသူ့ရဲ့ရှေ့အနေနဲ့တိုင်ပင်ပြီးတော့မှသူတို့အိမ်တော်ကွာရှင်းဖို့တွေအဲ့လိုမျိုးတွေတောင်လုပ်နေတာပေါ့နော်အဲ့လိုနဲ့ဒီ2022ခုနှစ်မတ်လ4ရက်နေ့မနက်ခင်းမှာတော့ Cory ကငိုကြီးချက်မနဲ့ရဲစခန်းကိုဖုန်းဆက်ပြီးတော့မှအကြောင်းကြားခဲ့ပါတယ် The emergency. My husband's not breathing. He's cold. I just came in the our bed, and I turned over, and he's just cold. He's just cold. So what happened today? I don't know. He was just fine. We were fine. I don't know. It didn't make sense. Cory ရဲ့ပြောပြချက်အရမနေ့ညကဒီအိမ်ချမ်းမြေအယောင်းဝယ်အောင်မြင်တာကိုအောင်ပွဲခံတဲ့အနေနဲ့ပေါ့နော်သူ့ယောက်ျားကိုသူကကော့တေးဖြော်တိုက်ပြီးတော့မှအိတ်ခဲ့တယ်ပေါ့နော်ပြီးရင်သူကကြတော့သူ့ရဲ့သားလေးတယောက်ကမအိတ်သေးလို့ဆိုပြီးတော့မှသူ့ရဲ့သားလေးအခန်းထဲမှာပဲပေါ့နော်သူကအဲ့မှာပဲနေရင်းနဲ့ပဲအိတ်ပြောသွားတယ်အဲ့လိုနဲ့သူမနှက်ခင်မိုးလင်းလာတဲ့အခါမှာသူ့ယောက်ျားရှိတဲ့အခန်းထဲကိုသွားတဲ့အခါမှာဆိုလို့ရှိရင်သူ့ယောက်ျားကတကိုယ်လုံးအေးဆက်ပြီးတော့မှပေါ့နော်ဒီလိုမျိုးတေဆုံးနေတာဆိုပြီးတော့မှ Cory ကငိုယိုပြီးတော့မှပြောတယ်အစတုန်းကတော့ရဲတွေစုံစမ်းစစ်ဆေးရေးတွေကဒါကပုံမှန်သေဆုံးမှုလိုပဲထင်တာဒါပေမဲ့ရင်ခွဲစစ်ဆေးမှုတွေရလက်တွေထွက်လာတဲ့အခါမှာတော့အရန်အောင်မှရဲတွေကအံ့ဩပြီးတော့မှလန့်သွားပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ Aries ရဲ့ခန္ဓာကိုယ်ထဲမှာဆိုလို့ရှိရင် fentanyl လို့ခေါ်တဲ့အလျောင်းမှာပြင်းထန်တဲ့စိတ်ငြိမ်အကြိုက်ခဲပျောက်ဆေးတွေကလူတစ်ယောက်ကိုတည်နိုင်စေတဲ့ပမာဏထက်9ဆကျော်လောက်ရှိနေတာကိုတွေ့ကြရလို့ပဲဖြစ်ပါတယ်။ပို့ဆိုးတာက Aries ကသူကဒီလိုမျိုးပေါ့နော်
တောက်တာကိုအလွန်ကျွံတောက်တတ်တဲ့သူမဟုတ်တဲ့အတွက်ဒါကတေချာပေါက်လူတက်မှုဆိုတာကိုသူတို့ကသိသွားတယ်ဒါပေမဲ့လည်းအဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဒီရဲတွေစုံစမ်းစစ်ဆေးရေးတွေရှိမှာဆိုလို့ရှိရင်ဘာမှခိုင်လုံတဲ့သက်သေတွေမရှိဘူးပေါ့နော်အဲ့တော့သူတို့ကအဲ့ဒီအကြောင်းတွေကိုဘယ်သူ့မှမပြောဘဲနဲ့သူတို့ဘန်သူတို့တိတ်ကလေးစုံစမ်းစစ်ဆေးမှုတွေဆက်လက်ပြီးတော့မှလုပ်ခဲ့ပါတယ် Paris ရုတ်တရက်ကွယ်လွန်သွားတဲ့အချိန်မှာတော့ကြံခဲ့တဲ့အသက်9နှစ်အရွယ်ရဲ့9နှစ်အရွယ်ရဲ့9နှစ်အရွယ်ရဲ့Eric ရဲ့သားငယ်လေး3ယောက်ရဲ့ကဘာဆိုလို့ရှိရင်လည်းလုံးဝတစစီပြက်စီသွားပြီပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ကသူတို့ရဲ့အဖေကိုအရန်ချစ်တာဘာဖြစ်လို့လဲဆိုတော့သူတို့နဲ့အမှတ်တရတွေမှာအများကြီးရှိတယ်ဘောလုံးကန်တဲ့ခါမှာလည်းနီးပြလုပ်ပေးတယ်ပြီးလို့ရှိရင်သူတို့အဖေနဲ့ငါးတူတူဖမ်းတာတို့ပြီးလို့ရှိရင်ဒီတောထဲကိုပေါ့နော်အတူတူထွက်တာနှင်းလျှောစီးတာအဲ့လိုမျိုးနဲ့သူတို့မှာအများကြီးပဲအမှတ်တရတွေရှိတဲ့ခါကျတော့ကလေးလေးတွေအတွက်ဆိုလို့ရှိရင် Eric ကတကယ်ကိုမှအဖေကောင်းသူ့ရဲကောင်းတစ်ယောက်ပေါ့နော်အဲ့တော့သူတို့အဖေမရှိတဲ့ခါမှာဆိုလို့ရှိရင်သူတို့ညီကို3ယောက်ကညဘက်တွေဆိုလို့ရှိရင်လည်းငိုယူပြီးတော့မှတောင်းညမ်းတယ်ပြီးလို့ရှိရင်အယောက်မှလည်းပြင်းပြင်းထန်ထန်စိတ်တန်ရာတွေရတာပေါ့နော်အဲ့ဒီချိန်မှာဆိုလို့ရှိရင်အဲ့လိုမျိုးတနာစရာကောင်းတဲ့ကလေးလေး3ယောက်ရဲ့စိတ်တန်ရာတွေကိုအမေဖြစ်တဲ့သူကသူ့ရဲ့ကိုချိုးအတွက်အသုံးချခဲ့ပါတယ်ဘယ်လိုမျိုးလဲဆိုတော့ကော်ရီကသူ့ရဲ့ကလေးလေးတွေရဲ့ဝမ်းနည်းမှုတွေကိုအသုံးချပြီးတော့မှAre you with me ဆိုတဲ့ကလေးပုံမြင်စာအုပ်ကိုထုတ်ဝေခဲ့တာဖြစ်ပါတယ်တကယ်အဲ့ဒီကလေးလေးတွေကိုအဲ့လိုမျိုးဝမ်းနဲ့ပူဆွေတောကရအောင်လုပ်ခဲ့တဲ့သူကလည်းသူကိုယ်တိုင်ပဲဖြစ်ပါတယ်သူကိုယ်တိုင်လုပ်ပြီးတော့เนาะစာအုပ်တောင်ထုတ်ပြီးတော့မှအဲ့ဒီစာအုပ်ထဲမှာဆိုလို့ရှိရင်သူတို့ဖေကဝိညာဉ်အနေနဲ့သူ့သားလေးဘေးမှာအမြဲတမ်းရှိနေတယ်ဆိုတဲ့အကြောင်းသူ့သားလေးတွေရဲ့ဝမ်းနဲ့ပူဆွေးမှုတွေကိုသူကဒီလိုမျိုးပေါ့เนาะစာအုပ်ရေးပြီးတော့မှသူကဖြေဖြောက်ခဲ့ရတယ်ဆိုတဲ့အကြောင်းကို TV အစီအစဉ်တွေမှာသူကပြောပြီးတော့မှသိရမလားပူဆွေးတော့ကတွေရောက်အဲ့လိုမျိုးတွေနဲ့သူကပြောခဲ့တာအဲ့တော့အဲ့ဒီ TV အစီအစဉ်ကိုကြည့်နေတဲ့လူတွေကဆိုလဲသူ့ကိုအယောင်မှတနာတာပေါ့နော်အဲ့တော့တကယ်မှတော်တော်မှကြောက်စရာကောင်းတယ်နော်ကိုတိုင်တက်ပြီးတော့မှသူကဒဏ်ရာပေးရလဲသူပဲဆေးကြွရလဲသူပဲပေါ့နော်အဲ့လိုနဲ့သူကသူ့ရဲ့သားသမီးတွေရဲ့ခံစားချက်တွေတောကတွေကိုအသုံးချပြီးတော့မှသူကဒီတကဘာလုံးကိုလဲသူကတနာကယုနာတအောင်လို့လှည့်ပြခဲ့ပါတယ်ဒါပေမဲ့အမှန်တရားကအကြာကြီးဖုံးကွယ်ထားလို့တော့မရပါဘူးခေါ်ရီကသူကလေးပုံမြင်စာအုပ်ထုတ်ပြီး2လလောက်အကြာ2023ခုနှစ်မေလမှာတော့ရဲတွေကခေါ်ရီကိုသူ့ရဲ့ယောက်ျားကိုတပ်မှုနဲ့ဖမ်းဆီးလိုက်ပါတယ်အဲ့လိုမျိုးဖမ်းဆီးပြီးတဲ့နောက်တရက်ခွင်အတွင်းမှာပေါ်ထွက်လာတဲ့တပ်တွေရာဆိုလို့ရှိရင်လည်းအယောင်မှတုံလုံးစရာကောင်းပါတယ်ပထမတပ်တွေကဒီကြိုတင်ကြံစည်မှုပေါ့နော်အဲ့ဒါက Eric ကသူဒီမသေးဆုံးခင်ရက်တပတ်အလို Eric သေးတာက2022ခုနှစ်မတ်လ4ရက်နေ့အဲ့မတ်လရဲ့ရှေ့လာပေါ့နော် Valentine Day February 14ရက်နေ့တုန်းကဆိုလို့ရှိရင်လေကော်ရီကဒီအသားညက်ပေါင်မှုတ်ထဲမှာအစိတ်ထည့်ကျွေးလို့အဲ့ဒီချိန်တုန်းက Eric တယောက်တတိလစ်ပြီးတော့မှဆေးရုံရောက်ခဲ့သေးတယ်ဒါပေမဲ့အဲ့ဒီချိန်တုန်းကတော့ပြန်ပြီးတော့မှဒီဆေးရုံရောက်တဲ့အခါမှာပြန်ကောင်းသွားတယ်ပေါ့နော်အဲ့ချိန်တုန်းကဆိုလို့ရှိရင်လေ Eric ကသူ့ရဲ့တငယ်ချင်းတော့မှသူကပြောတယ်ပေါ့နော်ငါမိမငါ့ကိုအစိတ်ခတ်နေပြီလားမသိဘူးဆိုပြီးတော့မှသူကသူ့တငယ်ချင်းကိုပြောခဲ့သေးတယ်ပြီးရင်နောက်တစ်ခုကကြတော့သူတို့အိမ်အကူရဲ့ထွက်ဆိုချက်ပေါ့နော်အဲ့ဒီအိမ်အကူကဒီကော်ရီကသူ့ကိုပေါ့နော်ဒီအယောင်မှာပြင်းတဲ့မူရစ်ဆေးဝါးပြောမယ်ဆိုဒီ Michael Jackson ကိုတေစေခဲ့တဲ့ဆေးမျိုးလို့တော့ပြောတယ်ပေါ့နော် Fentanyl ကိုရှာပေးဖို့ဆိုပြီးတော့မှသူ့ကိုငွေပေးပြီးတော့မှခိုင်းစေခဲ့တယ်ဆိုပြီးတော့မှလည်းတက်သေးထွက်ဆိုခဲ့ပါတယ်ပြီးရင်တတိယတစ်ခုကကြတော့ကော်ရီကသူ့ယောက်ျားတည်ဆုံးလို့ရှိရင်ရမယ် insurance အာမခံကြေးပေါ့နော်ဒေါ်လာ2သန်းကျော်ကိုလည်းသူကမှတ်လို့အခုလိုမျိုးတက်ခဲ့တာဖြစ်မယ်ပေါ့နော်ပြီးရင်ပို့ဆိုးတာကသူ့ဒီ Eric တည်ဆုံးပြီးတော့နောက်တစ်နေ့မှာပဲ Eric ရဲ့လက်မှတ်ကိုအတုလုပ်ပြီးတော့မှသူကအိမ်ချမ်းမြေအယောင်းဝယ်စာချုပ်ကိုလိမ်ပြီးတော့မှလက်မှတ်ထိုးခဲ့ပါတယ်နောက်တစ်ခုကကြတော့နောက်သက်သေတစ်ခုကကြတော့ဒီခေါ်ရီရဲ့ဖုန်းကိုစစ်ဆေးတဲ့အခါမှာသူကဒီယူတာပြည်နယ်ကအမျိုးသမီးထောင်တွေအကြောင်းရယ်ပြီးရင်ရဲတွေကလိမ်ညာမှုကိုစစ်ဆေးတဲ့အခါမှာအတင်းစစ်လို့ရလားဆိုတာကိုလည်းသူကဒီလိုမျိုး Eric ကိုမတက်ခင်သူကကြိုပြီးတော့မှရှာဖွေထားတယ်ဆိုတာကိုလည်းတွေ့ရှိခဲ့ရပါတယ်အဲ့လိုမျိုးပေါ့နော်ဒီတရားရုံးအစိုးရရှေ့နေရရနေပြီးတော့မှခေါ်ရီကိုအဲ့လိုမျိုးအတိအကျအောင်မှတက်သေးပြခဲ့တယ်ပြီးတော့နောက်တစ်ခုကဒီဂျူရီလူကြီးတွေရာဆိုလို့ရှိရင်တကယ်လို့ပေါ့နော်ကိုယောက်ျားကရုတ်တရက်သေဆုံးသွားလို့ဝမ်းနဲ့ပူဆွေးပြီးတော့မှတောကရောက်နေတဲ့မိန်းမတယောက်သာဆိုလို့ရှိရင်နောက်တစ်နေ့မှာပဲလုံးဝအောင်မှရဲဝုန်းနဲ့လက်မှတ်အတုလုပ်ပြီးတော့မှစီးပွားရေးစာချုပ်ချုပ်ဖို့စိတ်ကူးနိုင်မှာမဟုတ်ဘူးဆိုပြီးတော့မှလည်းပြောထားတယ်အဲ့ဒါကိုကြည့်ချင်းအဖြစ်ကော်ရီကသူ့ရဲ့ယောက်ျားရဲ့အသက်ထက်သူကဒီစီးပွားရေးနဲ့ငွေရေးကြေးရေးကိုမှတ်မောပြီးတော့မှကြိုပြီးတော့မှအကွက်ချလောက်ကြံခဲ့တာထင်ရှားတယ်ဆိုပြီးတော့မှလည်းပြောခဲ့ပါတယ်
ဒီလိုမျိုးညင်းမရတဲ့သက်သေတွေကြောင့်2026ခုနှစ်မတ်လ16ရက်နေ့မှာတော့ဂျူရီအဖွဲ့ကနေပြီးတော့မှကော်ရီမှာအပြစ်ရှိကြောင်းတညီတညွတ်ထဲဆုံးဖြတ်ခဲ့ကြပါတယ်အဲ့လိုနဲ့မေလ23ရက်နေ့အဲ့နေ့ရဆိုလို့ရှိရင်တည်ဆုံးသွားတဲ့ Aris ရဲ့44နှစ်မြောက်မွေးနေ့လည်းဖြစ်တယ်ပေါ့နော်အဲ့နေ့မှာဆိုရင်တရားသူကြီးကကော်ရီကိုဒီထောင်ဒဏ်တစ်သက်တစ်ကျွန်းလွတ်ငြိမ်းခွင့်မရှိဆိုပြီးတော့မှအပြစ်ပေးစီရင်ချက်ချမှတ်ခဲ့ပါတယ်အဲ့ဒါတွေအပြင်ဥပဒေအရဒီကော်ရီကသူ့ရဲ့ခင်မွန်းဖြစ်သူရဲ့အမွေအနှစ်ပြီးရင်ဘဲအာမခံကြီးတပြားတစ်ချက်ကိုမှရရှိပိုင်ခွင့်လည်းမရှိတော့ပါဘူးပြီးရင်သူ့ရဲ့လောဘဇောကြောင့်ခင်မွန်းဖြစ်သူရဲ့အသက်ကိုလည်းနှုတ်ယူခဲ့တဲ့အပြင်ကြံရစ်ခဲ့တဲ့သားလေး3ယောက်ဟာဆိုလို့ရှင်လဲအဖေကလည်းဆုံးအမေကလည်းဒီထောင်ထဲကိုရောက်ပြီးတော့ပေါ့နော်အဲ့လိုမျိုးနဲ့ပြောမယ်ဆိုမိမဲ့ဖမဲ့ဘဝကိုရောက်ခဲ့ရတယ်ပေါ့နော်အခုအချိန်ထိအခုလက်ရှိမှာဆိုလို့ရှင်လဲခေါ်ရီကအကျဉ်းထောင်ထဲမှာပဲသူမရဲ့ကြံနေတဲ့ဘဝကိုဖျက်ဆီးရတော့မှဖြစ်ပါတယ်ကော်ရီအဖမ်းခံရပြီးတော့တရက်ခွင်ကိုရောက်တဲ့အခါမှာဆိုလို့ရှိရင်အဲ့ချိန်တုန်းကလည်းသူလုံးဝတက်ခဲ့တာမဟုတ်ဒီကလုံးဝအောင်မအလင်းအညာတွေဆိုပြီးတော့မှပဲသူကပြောတော့ပေါ့နော်ဝင်မခံဘူးပေါ့အဲ့မှာဆိုလို့ရှိရင်လေကလေးလေး3ယောက်ကအယောင်မှသနာစရာကောင်းတယ်အဖေကလည်းဆုံးအမေကလည်းလူသက်သမားအနေနဲ့ထောင်ထဲကိုရောက်ဆိုတော့သူတို့ရဲ့စိတ်ဓာတ်ရာကြီးကတော့တော်တော်တော့ကုသမှာပေါ့နော်ပြီးရင်အခုလက်ရှိမှာဆိုလို့ရှိရင်သားလေး3ယောက်ကသူ့အဖေရဲ့မိသားစုပေါ့နော်သူ့ရဲ့အတော်ဖြစ်သူနဲ့အတော်ဖြစ်သူကနေပြီးတော့မှစောင့်ရှောက်ထားပါတယ်ဒီမှုမှာဆိုလို့ရှိရင်လည်းကျမတို့အနေနဲ့သင်ခန်းစာယူမယ်ဆိုလို့ရှိရင်ယူလို့ရတာရှိရပေါ့နော်အဲ့ဒါကြတော့ဗာလဲဆိုတော့ကိုရဲ့တက်နိုင်တဲ့အင်အားထက်မမျှဘဲနဲ့အယောင်မှများတယ်ပေါ့နော်ကိုတက်နိုင်တဲ့ငွေကြေးပမာဏတက်များပြီးတော့မှရင်းနှီးမြုပ်နှံတာတွေကိုလည်းကျမတို့တတိထားဖို့လိုပါတယ်အရန်တွေမှာလောဘကြီးပြီးတော့မှကိုမတက်နိုင်တဲ့ဥမာရမယ့်ဥစ္စာကြီးကိုပဲတွေးပြီးတော့မှကျမတို့ကရင်းနှီးမြုပ်နှံလို့မရဘူးပေါ့နော်ဘာပဲဖြစ်စီးပွားရေးလုပ်တယ်ဆိုတာအနိုင်လည်းရှိတယ်အရှုံးလည်းရှိတယ်အဲ့တော့တခုဆိုလို့ရှိရင်အရန်တွေလောဘကြီးပြီးတော့မှမလုပ်ဖို့အတွက်ကလည်းကျမတို့ဒီမှာသင်ခန်းစာယူလို့ရတယ်ပေါ့နော်ကျမဆိုလို့ရှိရင်လည်းစီးပွားရေးလုပ်ငန်းရှင်လည်းမဟုတ်ကျွမ်းကျင်နေတဲ့သူကြီးလည်းမဟုတ်ဒါပေမဲ့တခုခုလုပ်မယ်ဆိုလို့ရှိရင်ဒီအောင်လုပ်လိုက်လို့ရှိရင်ရှုံးသွားလို့ရှိရင်ငါဘာဖြစ်နိုင်လဲဆိုတာကိုအရင်တွေးပြီးတော့မှလုပ်ပါတယ်အဲ့ဒါလည်းကျမတို့သင်ခန်းစာယူလို့ရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကြတော့ဒီအိမ်အောင်ဘက်အချင်းချင်းမှာဆိုလို့ရှိရင်ငွေရေးကြေးရေးခုလိုမျိုးတွေအခက်အခဲဖြစ်လာပြီဆိုလို့ရှိရင်ပုတ်ပွင့်လင်းလင်းဆွေးနွေးပြီးတော့မှတိုင်ပင်ပြီးပြောပြဖို့ကလည်းအရောက်မှအရေးကြီးပါတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဒီ Aris ကသူ့ရဲ့မိန်းမကိုသူကချစ်လို့ယူခဲ့တာလေနော်အဲ့မှာတော့မှ Aris ကဆိုလို့ရှိရင်လေ तू ကဘလောက်ပဲချစ်လို့ယူခဲ့ပါစေပေါ့နော်သူ့ရဲ့စိတ်ခံစားချက်ကိုမလိုက်ပဲနဲ့သူ့ရဲ့အသိဉာဏ်ကိုဦးစားပေးပြီးတော့မှ तू ကဥပဒေအကြောင်းအရာကြိုးပြီးတော့မှပြင်ဆင်မှုလုပ်ခဲ့အဲ့ဒါကလည်းပြောမယ်ဆိုရင်မမှားဘူးပေါ့နော်ဘာလို့လဲဆိုတော့အဲ့လိုမျိုးတာမလုပ်ခဲ့ဘူးဆိုလို့ရှိရင် तू ကလေးလေးတွေသားလေးတွေရဲ့ရှေ့ရဘလို့ဖြစ်နေမလဲပြောလို့မရဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေကိုလည်းကျမတို့ဘလို့သင်ခန်းစာယူလို့ရတယ်ဒီမှာဆိုလို့ရှိရင်အမှုကတော့ဒီမှာပဲပြီးသွားပြီပေါ့နော်ဒီမှာလေကျမအနေနဲ့ဆန္ဒပြုချင်တာတစ်ခုကဘာလဲဆိုတော့ကြံခဲ့တဲ့သားလေး3ယောက်ပေါ့နော်သူတို့ရှိနေတဲ့စိတ်ဒဏ်ရာတွေအားလုံးအမြန်ဆုံးကင်းရှင်းပါစေလို့တကယ်ဆန္ဒပြုဆုတောင်းပေးပါတယ်နားဆင်တဲ့သူလေးတွေဆိုလို့ရှိရင်ရောဒီအမှုကနေပြီးတော့မှဘယ်လိုမျိုးသင်ခန်းစာရလိုက်လဲဆိုတာကို comment လေးမှာမှတ်ခဲ့ပေးပါအောင်နော်အဆုံးထိနားဆင်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နားဆင်တဲ့သူလေးတွေအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးတော့ကောင်းတဲ့လူရဆန္ဒတွေအားလုံးပြည့်ဝကြပါစေရှင်နောက်ထပ်အမှုလေးမှာပြန်တွေ့ကြပါမယ်ကျေးဇူးပါ